လုံးဝချောင်းမဆုံးနော်ခလေးစားတဲ့တခြားလုံးသီးသက်爸是蒙啥子呢？ ဘယ်မုံလေတားလေးကဘယ်မုံစားချင်တာလဲမမောက်လည်းညှိုးထိုးပြပါအောင်တလေးအဲ့မုံဘယ်နဲ့ထောက်စားမှလဲကလေးလေးက1 Okay မမချင်းမယ်ဒါကနှစ်ထောက်တာမမဖောက်ပေးရမလားတစ်ထောက် 好不？ Okay ဖောက်ပေးမယ် 嘎。 ညဒါလေးမချင်းဟောအထဲမှာဘယ်လိုပုံလေးလဲကြည့်အောင်ဒီထဲတွေကဒီလိုဝဝရုပ်ကလေးတွေသူကလေတနစ်ကနေစစားတာ6လုံးကမစိုးဘူးနော်အခက်အခဲဆိုအရန်ကြိုက်ပဲအနံလေးကလည်းမှုန်းနေရောပဲဒါလေးကောင်းလားကြိုက်လားတဲ့သူ့ရတာလေးကလေချောကလက်ကူကီရတာလေးကောင်းလားဒီလိုကလေးစားတဲ့မုတ်ကလေးတွေလိုချင်ရင်ရေမိုဆေးတိုင်10လမ်းမှာလာဝယ်လို့ရတယ်နော်တတတီတို့ဆိုင်မှာမုတ်တွေအစုံပြရောက်နေပြီနော်ပထမဆုံးဒီမှာချောင်းမဆိုးတဲ့တကြားလုံးတင်းတင်းတင်းလုံးဝချောင်းမဆိုးနော်ခလေးစားတဲ့တကြားလုံးသီးသက်ဘေဘီလေးတို့အတွက်မစ်ကူကီးလေးတွေလည်းရောက်တယ်နော်ဒီမှာဒါကကြတော့မုတ်လက်ညိုးချောင်းလေးတွေဒါလေးကကြတော့ ABCD လေးတွေပြီးတော့ဒီမှာငါးပုံလေးလည်းရှိတယ်ခွေးဝိုင်းလေးတွေဒီမုတ်ကလေးတွေ stock အပြည့်ရှိတော့မှမြင်မြင်လာဝဲနော်